ဒီဖျားကိုတော့ဘယ်လိုခေါ်လဲဆိုတော့ web fry ရိုင်လို့ခေါ်ပါတယ်ကျွန်တော်တို့ view point ပေါ့နော်ပတရားရောက်လို့ရှိရင် view point သွားမယ် view point ကနေပြီးတော့ဆင်းပြီးတော့ဒီဘက်မျက်နှာချင်းဆိုင်တောင်ပေါ်ဆိုတာထက်တောင်ကုန်းပေါ့နော်တောင်ကုန်းတစ်ခုရဲ့ပေါ်မှာကတော့ဒီ web fry ရိုင်လို့ခေါ်တဲ့ဒါနာမည်ကြီးပေါ့နော်ပတရားမှာဆိုလို့ရှိရင်လူသိများတယ်လာကြတဲ့သူတွေများတဲ့ဖျားတဆူလေးဖြစ်ပါတယ်ကျွန်တော်တို့တူတူသွားပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်ဒါတော့ငကားကောင်းခုနှစ်လုံးပေါ့နော်ပထမကျတော့ကျွန်တော်နားမလဲပေါ့နော်နားမလဲဆိုတော့ဒီအကောင်ကြီးကကြီးရရှည်ကြီးရပေါ့နော်ဒီကောင်ကကျတော့သေးနေတယ်ဆိုတော့ကျွန်တော်ကြည့်တယ်အခုဒီကပြန်ကြည့်လိုက်တော့ဒါဒီငကားဒီကအကောင်ကြီးကနေပြီးတော့အကောင်ကြီးရဲ့ပါဇက်ဒီပါဇက်ထဲကနေပြီးတော့ဒီမှာဒီအကောင်ခုနှစ်ကောင်ပေါ့နော်ဒီမှာခုနှစ်ကောင်ဒီအကောင်ကြီးရဲ့ပါဇက်ထဲကနေပြီးတော့ဒီခုနှစ်ကောင်ကထွက်လာတဲ့ပုံစံမျိုးလောက်ထားတာပေါ့နော်လှီကလေးကပေါ့နော်ကျွန်တော်အကြီးထင်ပြီးတော့အဲ့လိုဒါနဲ့မြောက်တက်နေတကယ်တော့တေးသေးလေးပေါ့နော်ဒါတော့ဒါငကားကြီးငကားကိုတော့တောက်လျှောက်ရှည်ကြီးလောက်ထားပါနော်ဒါတော့ဂျိုနန်နဲ့ပေါ့နော်သူရဲ့နေနန်အဲ့လိုပုံစံမျိုးပေါ့နော်နေဒီမှာကျွန်တော်တို့ပန်းငွေပေါ့နော်ပန်းငွေနဲ့ဒီညောင်ရွက်ပုံစံမျိုးနဲ့တူလို့ရပါတယ်သူကဒီမှာညောင်ရွက်နဲ့ ready made လုပ်ထားတယ်ပိုက်လုံးလေးနေပေါ့နော်ဒီကြားထဲမှာပတ်စံကိုညှက်ပြီးတော့ထိုးရတာပေါ့နော်ဒီမျိုးပါဆိုတော့ထိုးရညက်ယူညက်လို့ရမိုက်借的哟，花贵5万。ဒါတော့ web fry ရိုင်မရှိတယ်ဒါဗုဒ္ဓရုပ်ပါရပြီပေါ့နော်ဒါတော့ဒါမောင်းရှိတယ်ဒီဘက်မှာညောင်ရွက်ကျွန်တော်တို့ထုံးစံတိုင်းပဲဒီလိုမျိုးညောင်ရွက်တွေကိုဝယ်ပြီးတော့ဒီမှာကျွန်တော်ရေးပါနော်ရေးပြီးတော့ဒါဆူတောင်းတယ်အဲ့လိုမျိုးပါနော်ဒီဘက်မှာလည်း view point ရှိသေးမယ်ထင်တယ်ဗျကမ္မထန်ကျင်းတော့ဒါအယိုးနဲ့အဲ့လိုဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဒီဘက်ကတော့ဒါ view point ပါမြို့ရဲဘက်က view point ပါနော်Te veis aquí todos? No.